လူတစ်ယောက်ရဲ့အချစ်ရေးနဲ့ကျမ်းမာရေးကိုလဝါးပြေမော်ကနှလုံးလမ်းကြောင်းကိုကြည့်ပြီးသိနိုင်တယ်ဆိုတာသင်ရောယုံကြည်ပါသလားနှလုံးလမ်းကြောင်းဟာတစ်စက်တည်းမရှိပဲပြတ်တောက်နေမယ်ဆိုရင်ဒါဟာသတိထားရမယ့်လက္ခဏာတွေဖြစ်နေကြပါတယ်ပထမဆုံးအနေနဲ့လက်ကလေးအောင်စနေချိုကုံမှာလမ်းကြောင်းပြတ်နေရင်တော့သွေးလည်ပတ်မှုဆိုင်ရာကျန်းမာရေးကိုအထူးဂရုစိုက်ရပါမယ်။အချစ်ရေးမှာလည်းကိုယ်အမှားကြောင့်မဟုတ်ပဲတစ်ဖက်သက်ပြဿနာတွေကြောင့်လမ်းခွဲရတတ်ပါတယ်။ဒါပေမဲ့ပြတ်နေတဲ့အစာနှစ်ခုကထက်နေတယ်ဆိုရင်တော့ယောဂဖြစ်ပြီးမဲ့ပြန်ကျန်းမာလာနိုင်ပါတယ်။လက်ထက်ကြွယ်အောင်တနင်္ဂနွေကြိုကုံမှာပြတ်နေရင်တော့မာနကြီးတာဝါကြွားကျင်တာတွေကြောင့်အချစ်ရေးမှာအဆင်မပြေဖြစ်တတ်ပါတယ်။တကယ်လို့လက်နှစ်ဖက်လုံးမှာသာပြတ်နေမယ်ဆိုရင်တော့ဒါဟာနှလုံးယောဂါကိုအထူးသတိထားဖို့အချက်ပေးခေါင်းလောင်းတတ်မှာပဲ။လက်သန်းအောင်ဘိုလ်ဝူချိုကုံမှာပြတ်နေရင်တော့ငွေကြီးနဲ့လောဘကအချစ်ရေးထက်ပိုကြီးဆိုးနေတတ်ပါတယ်။အသေးရောင်ယောဂါကိုသတိထားရမှာဖြစ်ပြီးတော့လမ်းကြောင်းတစ်ခုထက်နေမယ်ဆိုရင်တော့လမ်းခွဲပြီးမှပြန်ပေါင်းရတဲ့ကံစားတာရှိပါတယ်။နှလုံးလမ်းကြောင်းတစ်ခုလုံးပြတ်တောင်းဖြစ်နေရင်တော့စိတ်ပြောင်းလဲလွယ်ပြီးသစ္စာမတည်ကြည်တာမျိုးဖြစ်တတ်ပါတယ်။စန့်ကျင်ဘက်လိန်ရဲ့မုန်းတီးမှုကိုလည်းခံရတတ်တာမို့ကိုယ့်ရဲ့စိတ်နေစိတ်ထားကိုဆင်ခြင်ဖို့လိုအပ်ပါတယ်။ဒါကတော့လက္ခဏာပညာရဲ့အရာနှလုံးလမ်းကြောင်းရဲ့သတိပေးချက်တွေပဲဖြစ်ပါတယ်။သင်ရဲ့လက်ဝါးမှာရောဘယ်လိုလမ်းကြောင်းမျိုးရှိနေလဲကွန်မန့်မှာပြောခဲ့ပြပါဦးအခုလိုဗဟုသုတတွေဆက်ကြည့်ဖို့အတွက်လက်ခတ်ရန်အကောင့်လေးကို follow လုပ်ထားနိုင်ပါတယ်အားလုံးပဲကံကောင်းကြပါစေ။